ရှေးကလောကီဆရာကြီးတွေတအုပ်နဲ့တကူပညာပြိုင်တဲ့အခါမှာအသုံးပြုကြတယ်ဆိုတဲ့စေးနွားခေါ်တိုင်နွားအိမ်ချမြေတွေလျာမြေတွေနဲ့မြို့ရွာတွေကိုအဆောင်ထားဖို့အတွက်လည်းအသုံးပြုကြတယ်ဆိုတဲ့စေးနွားခေါ်တိုင်နွားစီရင်ပုံစီရင်လေးတစ်ခုခုချွတ်ချော်သွားတဲ့အခါမှာအသုံးပြုသူကိုပြန်ပြီးတော့ဒုက္ခပေးရဆိုတဲ့စေးနွားခေါ်တိုင်နွားရှေ့ကလောကီဆရာကြီးတွေဟာစေးနွားလို့ခေါ်တဲ့နွားရုပ်ပုံစံအယုံငယ်လေးတွေကိုအစီရင်အမျိုးမျိုးပြုလုပ်ပြီးတော့စောင့်ထားတတ်ကြပါတယ်ဒီနွားရုပ်လေးတွေကစီရင်ပုံစီရင်လေးမှန်ကန်ခဲ့ရင်တော့ကြောက်စရာကောင်းလောက်အောင်အသုံးဝင်ပြီးတော့အစွမ်းထက်လောလာတာပါဒီကတော့အင်ချမ်းမြေတွေလျာမြေတွေအပြင်မြို့ရွာတွေကိုပါစောင့်ရှောက်စီဖို့အသုံးပြုကြရုံမကဘဲနဲ့ဆရာတဦးနဲ့တဦးပညာပြိုင်တဲ့အခါမှာပါအသုံးပြုကြတဲ့လောကီပညာခန်းတွေကသမားခိုင်စေးနွားခေါ်တိုင်နွားတွေရဲ့အကြောင်းကိုဘုဒ္ဓတအဖြစ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ကြဖို့လည်းမေတ္တာရပ်ခံချင်ပါတယ်။ဒါဆိုရင်တော့အစီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်။စီရင်ပုံစီရင်ဤအမျိုးမျိုးနဲ့စီရင်ကြတဲ့ဒီနွားရုပ်ကလေးတွေကလည်းဆရာခိုင်အဆောင်ရုပ်ပညာခန်းတွေမှာတခုအပါဝင်ဖြစ်လို့အလွန်စွမ်းထပ်ပြီးတော့ထူးခြားလာပါတယ်။လောကီဆရာအများစုကတော့ဒီနွားရုပ်တွေကိုစေးနွားသို့မဟုတ်တိုင်နွားလို့ခေါ်ကြပါတယ်။စေးနွားတွေမှာထန်နွားအောင်နွားတိုင်နွားကာနွားစတဲ့အမျိုးအစားကွဲတွေအများကြီးရှိကြပြီးတော့တကြောင်တခါတရားတပုတ်စမ်းဆိုသလိုလောကီဆရာတဦးနဲ့တူစီရင်ထုံးတွေကလည်းမတူညီကြဘဲနဲ့ကွဲပြားကြပါတယ်။ဇေနွားခေါ်တိုင်နွားတွေရဲ့မူလပညာကတော့ဘုရားလောင်းနွားမင်းဖြစ်တဲ့ဘွားကရည်ရွယ်ပြီးတော့စီရင်ကြတဲ့နွားနတ်သားရဲ့ပညာခန်းဖြစ်တယ်လို့ဆိုပါတယ်ဒီနွားရုပ်ကိုစီရင်ကြတဲ့အခါမှာဘုရားမြေသိမ်မြေနတ်စင်အောက်ကမြေစားတဲ့မြေတွေပြင်မြေလေးပါမြေရှစ်ပါးတို့နဲ့လည်းအမျိုးမျိုးစီရင်ကြတာပါတချို့လောကီဆရာတွေဆိုရင်လောင်းကြီးထပ်ပြီးတော့တိုက်လို့နိုင်ထားတဲ့နွားရဲ့ဥကြိုအမွေနွားရဲ့ခွာနဲ့နွားချီယာမြေတို့ကိုအနှဲငယ်ယူပြီးတော့သိမ်မြေတွေနဲ့နွားရုပ်လို့အသက်သွင်းပြီးတော့တိုင်နွားကိုစီရင်ကြပါတယ်စေပညာအတတ်ကျွမ်းကျင်တဲ့လောကီပညာရှင်တွေကတော့ဓမ္မပိတ်ခြင်းငရုတ်ကောင်းချင်းကြောင့်စင်သမနွယ်ကြက်မအုပ်နွားမြေရင်အစာရှိရဲ့ဆေး9ပါးနဲ့ဥဒ္ဓဘဆေးကိုသက်ဆိုင်ရာမန်တိုင်တွေရွတ်ဆိုပြီးတော့ဆေးနွားတစ်ချင်းကိုစီရင်အသက်သွင်းကြတာပါအေးတက်ပညာကိုကျွမ်းကျင်တဲ့လောကီပညာရှင်ကြီးတွေကတော့ဇေနွားခေါ်တိုင်နွားတွေကိုအင်းစမတွေရေးဆွဲပြီးတော့စီရင်အသက်သွင်းကြပါတယ်ဒီနွားရုပ်ပညာခန်းတွေထဲမှာကြောက်စရာအကောင်းဆုံးကတော့အောက်လန်းဆရာကြီးတွေသုံးတဲ့အောင်နွားအစီရင်တွေပဲဖြစ်ပါတယ်။အောင်နွားတွေကိုတင်းချိုင်းမြေနဲ့စီရင်ပြီးတော့နွားကြိုကိုလည်းအခေါင်းရိုက်တဲ့တန်ကိုအသုံးပြုကြပါတယ်။နွားရဲ့အမေးကိုတော့အစိမ်းသေးထားသူရဲ့သပင်ကိုအသုံးပြုပြီးတော့စီရင်ကြတာပါ။စီရင်ပုံစီရင်တွေအမျိုးမျိုးရှိတဲ့အထက်ကအောင်နွားအစီရင်တွေကအလွန်ကြောက်စရာကောင်းလာပြီးတော့ဒီနွားရုပ်တွေက9ရက်သားသမီးတွေကိုဒုက္ခရောက်စီဖို့အသုံးပြုကြတာများပါတယ်။ဒီနွားရုပ်အစီရင်တွေဟာစီရင်မှုအမှန်ကန်ခဲ့ရင်နွားရုပ်တွေကိုလိုသလိုခိုင်းစီလို့ရနိုင်ပြီမဲ့စီရင်တဲ့နေရာမှာအမားရုပ်တစုံတရာချွတ်ချော်သွားခဲ့ရင်တော့စီရင်တဲ့သူကိုတော့ပြန်ပြီးတော့ဒုက္ခပေးတတ်တာပါ။ဒါကြောင့်နွားရုပ်တွေကိုစီရင်တဲ့အခါမှာစီရင်ပုံစီရင်နည်းတွေကိုအသေးစိတ်ဂရုတစိုက်နဲ့လောကီပညာရှင်ကြီးတွေကစီရင်ကြပါတယ်။ဒါအပြင်ဒီနွားရုပ်အဆောင်တွေဟာတာမန်လူတွေဆောင်တာအလွန်နှဲပါပြီးတော့လောကီပညာရှင်ကြီးတွေသာအများဆုံးဆောင်တက်ကြတာမို့တမားကင်နွားရုပ်လို့တောင်ဆိုကြပါတယ်။ရှေးကလောကီဆရာကြီးတွေစီမှာဒီလိုအစီရင်တွေနဲ့လှုပ်ဆောင်ထားတဲ့စေးနွားရုပ်တွေတရုတ်စီရှိတတ်ကြပြီးတော့ဆရာတဦးနဲ့တူပညာချင်းပြိုင်တဲ့အခါမှသာစေးနွားရုပ်တွေကိုအသုံးပြုကြပါတယ်။တချို့ကလည်းအိမ်ချောင်းလျာမြေတွေနဲ့မြို့ရွာရက်ကွက်တွေကိုအဆောင်ထားဖို့အတွက်လည်းစေးနွားရုပ်တွေကိုအသုံးပြုကြပါတယ်။တမားကင်စေးနွားရုပ်တွေကိုတာမန်လူတွေဆောင်မယ်ဆိုရင်မကောင်းတဲ့အတိုက်ခိုက်တွေရှိရင်အလိုလိုတံပြန်စီခြင်းသွားလျာယူဆောင်သွားတဲ့အခါမှာဘေးရန်ရဲ့ကင်းခြင်းချစ်ခင်သူပေါ်များခြင်းအေးရလုံးကြုံခြင်းတွေပြင်ရေးကြုံတဲ့အခါမှာနွားလောင်းဥဒ္ဓပကြီးတွေကအတန်ပေးအချက်ပြခြင်းအိမ်မက်ပေးခြင်းတွေရှိတတ်ကြပါတယ်ဒါအပြင်စေးနွားတွေကိုပယောကတံပြန်တဲ့အတိုက်ခိုက်တွေအပြင်ပြရလာပါတွေအတွက်လည်းအမျိုးမျိုးအသုံးပြုကြတာပါစေးနွားရုပ်တွေရှိတဲ့နေအနေနဲ့လေယာတွေမှာတခုမကန်နိုင်ခြင်းမိမိအားမကောင်းကြံသူမှန်သမျှတံပြန်စေခြင်းဘလို့အတတ်ပညာမျိုးနဲ့မှပြူစားလို့မရခြင်းစတဲ့အကျိုးကျေးဇူးတွေကိုလည်းရရှိစေနိုင်ပါတယ်ဆရာချင်းချင်းပညာပြိုင်လို့တိုင်နွားရုပ်တွေကိုစစ်လို့ပြီးတော့တိုက်ကြတဲ့အခါမှာတကယ်အစွမ်းတက်တဲ့တိုင်နာရုပ်တွေဆိုရင်စေလွတ်တဲ့သူစီသွားပြီးတော့ခြံဝင်းနာရောက်တဲ့အခါမှာနွားတော်တန်တွေနားမုတ်တန်တွေနွားခွာရက်တန်တွေပေးပြီးတော့ဂျုံနဲ့ခတ်တဲ့အခါမှာတကယ်နွားဝိတ်တယ်လို့ခံစားရစေပြီးတော့အသက်ဆုံးရှုံးကြတာတွေတောင်ရှိတတ်ကြပါတယ်။နွားရုပ်ကိုစေလွတ်တဲ့အခါတွေမှာတိုက်ခိုင်းဝေခိုင်းတဲ့အချိန်တွေကနေညနေနေဝင်ယူတဲ့အချိန်တွေများပါတယ်။စေးနွားတော်နယ်လို့အိမ်မက်မက်တဲ့အခါမှာရန်အပေါင်းကိုအောင်းနိုင်မှာဖြစ်ပြီးတော့မိမိကိုမကောင်းကြံတဲ့သူတွေမှန်သမျှအလိုလျောက်ပပျောက်သွားမှာဖြစ်ပါတယ်။
ဆေးနွားဝေတာကိုတွေ့ရတယ်လို့အိမ်မက်မက်တဲ့အခါမှာအလိုလိုရန်ပြိုစီပြီးတော့ရန်သူထံမှာသူပြိုးသမျှတံပြန်စီမှာဖြစ်ပါတယ်။ဆေးနွားအိမ်ချံပတ်လည်မှာလှည့်တယ်လို့အိမ်မက်မက်တဲ့အခါမှာတော့ရန်အနေရရှိတတ်ပြီးတော့အဲ့ဒီအန္တရာယ်ကအလိုလိုပပျောက်သွားတတ်ပါတယ်။အကယ်၍ဒီဆေးနွားကိုတုံးလုံးလဲနေတာအောက်ပိုင်းကျူတာပြုတ်ကြတာစတာတွေအလိုလိုဖြစ်ပေါ်လာခဲ့ရင်မိမိအတွက်အန္တရာယ်ကြီးမားတဲ့ပညာပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေဝင်ရောက်လာနိုင်တာကြောင့်ဒီဆေးနွားတွေကရှေ့ကနေခါးစည်းခံသွားတယ်လို့ရှေ့ကသမားအစဉ်ဆက်ကမှတ်ယူကြပါတယ်။ CMO CNE တိကျမှန်ကန်စွာလှုပ်ဆောင်ထားခြင်းမရှိတဲ့သမားခိုင်ဆေးနွားကောတိုင်နွားတွေကိုတာမန်လူတွေဖို့မဆောင်သင့်ဘူးလို့ဆိုကြပါတယ်။ဟုတ်ကဲ့ channel လေးကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။